လူငယ်လေး Max McGrath ဟာသူ့အမေ Molly နဲ့အတူ Copper Canyon မြို့လေးကိုပြောင်းရွှေ့လာခဲ့ပါတယ်။ဒါဟာသူတို့ရဲ့9ကြိမ်မြောက်အိမ်ပြောင်းခြင်းဖြစ်ပြီးကွယ်လွန်သူဖခင် Jim McGrath တည်ဆုံခဲ့တဲ့စက်ရုံဟောင်းကြီးနဲ့မလန်းမကမ်းမှာရှိပါတယ်။အိမ်ရောက်ပြီးမကြာခင်မှာပဲ Max ဟာသူ့လက်တွေကနေထူးဆန်းတဲ့အပြာရောင်လျှက်စစ်စွမ်းရည်တွေထွက်ပေါ်လာတာကိုစတင်သတိပြုမိလာပြီးအဲ့ဒီစွမ်းရည်တွေကဖုန်းနဲ့ရုပ်မြင်သံကြားတွေကိုအနှောက်အယှက်ဖြစ်စေခဲ့ပါတယ်။နောက်တစ်ရက်ကြောင်းသွားမှာ Max ဟာ Sophie လို့ခေါ်တဲ့မိန်းကလေးတစ်ယောက်ရဲ့ truck ကားနဲ့တိုက်မိမလို့ဖြစ်ပြီးစပီးလဲကျသွားခဲ့ပါတယ်။ Sophia ကသူ့စပီးကိုပြုပြင်ပေးရင်းသူတို့နှစ်ဦးရင်းနှီးမှုစတင်ခဲ့ကြတယ်။ကျောင်းမှာတော့ဆရာက Max ရဲ့ဖခင်ဟာ Tech ကုမ္ပဏီမှာလုပ်ကိုင်ခဲ့တဲ့ထူးချွန်တဲ့သိပ္ပံပညာရှင်တစ်ဦးဖြစ်ကြောင်းပြောပြခဲ့ပါတယ်။အိမ်မှာတော့ဖခင်ဖြစ်သူရဲ့လုပ်ဖော်ကိုင်ဖက်ဟောင်း Miles ကသူတို့သားအမိကိုလာရောက်တွေ့ဆုံပြီးဖခင်ဖြစ်သူတည်ဆုံးခဲ့တဲ့ညကအကြောင်းကိုပြောပြခဲ့ပါတယ်။တိုက်တိုက်ဆိုင်ဆိုင်ပဲအဲ့ဒီညမှာပဲ Tech စက်ရုံထဲကနေအလုံးပိတ်ထားတဲ့ဂျိုသားစက်ရုံမောင်းသူမဲ့ရင်လေး Steel ဟာထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ Mark ရဲ့ခန္ဓာကိုယ်ထဲက tension စွမ်းအင်တွေဟာတဖြည်းဖြည်းပုံမှုပြင်းထန်လာပြီးထိန်းချုပ်ရခံလာပါတယ်။တရက်မှာတော့ Sophia နဲ့ချင်းတွေ့နေတော့စွမ်းအင်တွေအလွန်ကျွံထွက်လာလို့တောအုပ်ထဲထွက်ပြေးခဲ့ရပြီးကောင်းကင်ဘုံကိုလျှက်စီးကြောင်းတွေမှုတ်ထုတ်လိုက်ရတဲ့အထိဖြစ်သွားပါတယ်။နောက်ရက်မနက်မှာတော့ Mark ဟာသူ့ကတင်ဘေးမှာပြန်တန်းနေပြီးစကားပြောနိုင်တဲ့ဂျိုသားစက်ရုပ် Steel နဲ့စတင်တွေ့ဆုံပါတော့တယ်။ Steel ကသူဟာ Max ရဲ့ခန္ဓာကိုယ်ထဲကပိုရှန်နေတဲ့စွမ်းအင်တွေကိုစုပ်ယူပေးဖို့ရောက်လာတာဖြစ်ပြီးမဟုတ်ရင် Max တယောက်ပောက်ကွဲသွားနိုင်တယ်လို့ရှင်းပြပါတယ်။သူတို့နှစ်ဦးပူးပေါင်းလိုက်တဲ့အခါမှာအဲ့ဒီစွမ်းအင်တွေဟာ Turbo စွမ်းအင်ဖြစ်ပြောင်းလဲသွားပြီး Max ကိုအရှိန်ဟုန်နဲ့ခွန်အားတွေတိုးပွားစေပါတယ်။သူတို့နှစ်ဦးပောက်ကွဲထွက်လူနီးပါစွမ်းအင်တွေကိုထိန်းချုပ်ဖို့အတူတူလေ့ကျင့်ကြပြီးပေါင်းဆက်လိုက်တဲ့အခါမှာတော့အစွမ်းထက်တဲ့ super hero ဝတ်စုံကြီးဖြစ်လာပါတယ်။အဲ့ဒီဝတ်စုံကတဆင့် Steel ရဲ့အတိတ်မဉဏ်တွေကိုမြင်လိုက်ရချိန်မှာ Max ရဲ့ဖခင်ကိုတတ်ခဲ့တာတဘာဝမုန်တိုင်းမဟုတ်ပဲလက်စင်တွေကိုထိန်းချုပ်နိုင်တဲ့ Ultralinks လို့ခေါ်တဲ့ဂျိုသားဆိုးတွေဖြစ်မှန်းသိလိုက်ရတယ်။ဒါပေမဲ့မှတ်ဉဏ်တစ်ခုထဲမှာ Steel ကသူ့ဖခင်ကိုသစ္စာဖောက်ခဲ့တယ်လို့မြင်လိုက်ရတာကြောင့် Max က Steel ကိုစိတ်ဆိုးပြီးတယောက်တည်းထွက်ခွာသွားခဲ့ပါတယ်။အဲ့ဒီနောက်မြို့ထဲမှာအနီရောင်မျက်လုံးနဲ့ Ultralink တကောင်ရဲ့တိုက်ခိုက်မှုကိုခံရချိန်မှာ Steel ကအချိန်ကြီးရောက်လာပြီးဝစ်စုံဝစ်ကရန်သူကိုနှိမ့်နှင်းပေးခဲ့ပါတယ်။ Steel ကသူဟာဖခင်ဖြစ်သူနဲ့အတူ Ultralink ကိုတွန်းလှန်ခဲ့တာလို့ရှင်းပြခဲ့ပါတယ်။ဆက်လက်ပြီး Max ဟာအမှန်တရားကိုသိနိုင်ဖို့ Tech စက်ရုံဟောင်းစီသွားခဲ့ပါတယ်။အဲ့ဒီမှာ Steel ဟာခိတ္တစနစ်ရဲ့ဆိုင်သွားပြီး Max ကသူတို့ရဲ့စွမ်းရည်ချိတ်ဆက်မှုကတစ်ဆင့်ဖခင်တည်ဆုံးခဲ့တဲ့ညကဖြစ်ရမှန်ကိုမြင်တွေ့လိုက်ရပါတယ်။တကယ်တော့သူ့ဖခင် Jim McGrath ဟာပုံမှန်စွမ်းအင်တွေထုတ်လုပ်ပေးနိုင်တဲ့ဂျိုသားတဦးဖြစ်ပြီးသူတို့ယုံကြည်ခဲ့တဲ့မောက်ကတာ Ultralinks နဲ့ပူးပေါင်းပြီးကျင်းရဲ့စွမ်းအင်တွေကိုခိုးယူဖို့ကြိုးစားခဲ့တာပါ။ Jim ဟာ Miles ကိုစွမ်းအင်တွေမရစေဖို့စက်ရုံနဲ့စွမ်းအင်တွေမပူချက်ခေါ်ကိုအလွန်အကျွံစွမ်းအင်မြင့်တင်ပြီးအသေးခံဖောက်ခွဲပစ်ခဲ့တာဖြစ်ပါတယ်။အမှန်တရားပေါ်သွားတဲ့အခါမှာတော့ Miles ဟာအနီရောင်ဝတ်စုံကြီးဝတ်ဆင်ပြီး Max ကိုရင်ဆိုင်ပါတော့တယ်။ Miles က Max ရဲ့စွမ်းအင်ကိုလိုချင်လို့သူ့ကိုပင်မပူချက်ဆက်တဲ့အတင်းထည့်ခဲ့ပါတယ်။ဒါပေမဲ့ပြန်နိုးလာတဲ့ Steel နဲ့ Max တို့ပူးပေါင်းပြီး Max Steel အဖြစ်ပြောင်းလဲက Miles ကိုပြင်းထန်ပြန်လည်တိုက်ခိုက်ပါတော့တယ်။တိုက်ပွဲအဆုံးသတ်မှာတော့ Max ကသူ့ရဲ့စွမ်းအင်အားလုံးကို Miles စီတင်းအတ္တမစီးဆင်းစေလိုက်ပြီးစွမ်းအင်ပမာဏလွန်ကဲသွားတဲ့ Miles တယောက်ပောက်ကွဲကသေဆုံးသွားပါတော့တယ်။တိုက်ပွဲအပြီးမှာတော့အမေဖြစ်သူမိုးလေးရောက်လာပြီးရန်သူတွေရန်ကနေကာကွယ်ဖို့အိမ်ခဏခဏပြောင်းခဲ့ရကြောင်းအမှန်တိုင်းပြောပြခဲ့ပါတယ်။ဒါအပြင်ဖခင်ဖြစ်သူခြံထားခဲ့တဲ့ပြုတ်ဝက်ဆွဲသီးလေးကိုပေးခဲ့ပြီး Steel ကအဲ့ဒီဆွဲသီးနဲ့ကောင်းကင်ယံမှာဖက်မြင်အာကာသမြေပုံကြီးကိုပေါ်ထုတ်ပြသခဲ့ပါတယ်။စသိမ်းပိုင်းမှာတော့ Max က Sophia ကိုအကြီးကားလေးလက်ဆောင်ပေးရင်းအဆင်ပြေသွားခဲ့ပြီး Max နဲ့ Steel တို့ဟာအတူတူပူးပေါင်းလို့ကောင်းကင်ယံထက်စီလွတ်လပ်စွာပြန်တန်းသွားကြပါတော့တယ်။